င်္ဂလာပါရှင်ပြည်မနာမြို့နယ်ပြန်ကြားရေးပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုရှေ့ပြုဖို့ဌာန community center မှာလူငယ်နှင့်အားလက်ရှိန်ကိုကြိုးရှိစွာအသုံးချခြင်းအသိပညာပေးတော်ရှိုးအစီအစဉ်လေးကိုဆောင်ရွက်တော်မှာဖြစ်ပါတယ်ရှင်ဒီအစီအစဉ်လေးမှာဆွေးနွေးပြဖို့ရာစာရေးဆရာမောင်လေးပြေတောင်တွင်းကိုဖိတ်ခေါ်ထားပါတယ်ရှင်ဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့ဆရာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာအနေနဲ့ပထမဦးစွာလူငယ်တွေအနေနဲ့အားလက်ရှိန်ကိုဘယ်လိုအသုံးပြုသင့်လဲဆိုတာလေးကိုလည်းရှင်းပြပေးပါအောင်ဆရာရှင်ဟောပေါ့နော်လူငယ်ဆိုတာထက်ပေါ့နော်လူငယ်ရဲ့အောက်ပိုင်းပေါ့နော်ကလေးလေးတွေထိပါတာပေါ့နော်ဟိုအားလက်ချိန်လေးတွေကိုဘယ်လိုအသုံးချမလဲဆိုတော့ပေါ့နော်ဆရာကြီးအောင်တင်ပြောခဲ့မှုတဲ့စကားလေးရှိတယ်ပေါ့နော်လူတယောက်ရဲ့ပေါ့နော်အလားပေါ့နော်အလားဆိုရင်သူအားလက်ချိန်ကိုဘယ်လိုမျိုးအသုံးချတယ်ဆိုတဲ့ပုံမှာမူတည်တယ်လို့ပြောတယ်ပေါ့ဥပမာပြောမယ်ဆိုလို့ရှိရင်ဥပမာစာပေဖတ်ရှုပြီးတော့လေ့လာနေတဲ့ကလေးတယောက်ဟာဆိုရင်ဟိုကာယညာနာဒါရိတာမိတ္တဘောဂတွေတဲ့ပေါ့နော်ဟိုညာနာစွမ်းရည်ရတော့မြင့်တက်နေမှာတော့အမှန်ပဲပေါ့အဲ့တော့စာဖတ်တဲ့ကလေးပေါ့ဥပမာအားလက်ချိန်မှာအားကစားလုပ်တဲ့ကလေးရာဆိုလို့ရှိရင်တော့ကာယစွမ်းရည်ရတော့ဖွံ့ဖြိုးနေမှာပေါ့ထိုနည်းလိုပဲဒီအမှုပညာလိုက်စားတာဂီတတွေပကြီးတွေအခြားအရာလေးတွေပေါ့နော်ဥပမာကွန်ပျူတာပေါ့ခုခေတ်နည်းပညာတွေဖြစ်တဲ့ကွန်ပျူတာနဲ့နည်းပညာတွေပေါ့နော်အဲ့ဒါတွေကိုလေ့လာလိုက်စားတဲ့ကလေးကလေ့လာလိုက်စားတယ်လို့မျိုးပေါ့ဟိုဘဝဆိုတာအချိန်နဲ့ဖွဲ့စည်းထားတာဟုတ်မွေးပြီးတဲ့အချိန်ကနေပြီးတော့တည်ဆုံးချိန်ကြားကာလကိုဟိုအချိန်ကာလကိုဘဝလို့ပြောတာဟုတ်အဲ့ဒီဘဝဖွံ့ဖြိုးတိုးတက်ဖို့လို့အတွက်ကဒီကိုရလာတဲ့အားလက်ချိန်လေးကိုကောင်းကောင်းမွန်မွန်အသုံးချတတ်ဖို့လို့အရေးကြီးတာပေါ့ဥပမာလူငယ်တွေအနေနဲ့ကဒီလူမျိုးအားလက်တဲ့အချိန်လေးတွေပေါ့နွေရာသီကျောင်းပေးရဲ့ကလေးတွေလူမျိုးကိုယ့်အတွက်ပေါ့နော်ကိုဝါသနာပါရာလေးတွေကိုအလုံးလုံးဖို့လို့အတွက်လွတ်လဲလှုပ်ခွင့်ရတဲ့အချိန်မျိုးလေးတွေမှာဆိုလို့ရှိရင်တိုးတက်ကြပေါ့ဤပညာပဲဖြစ်ဖြစ်အမှုပညာပဲဖြစ်ဖြစ်ဟိုစာပေဂီတပေါ့နော်အစုံပေါ့နော်ဟိုအကျိုးရှိထောင်လေးတွေပေါ့ဟိုလူကိုဖွံ့ဖြိုးတိုးတက်စေမဲ့အချိန်လေးပေါ့တစ်ဆင့်မြင့်နိုင်တဲ့ပညာရဲ့ကလေးတွေကိုလေ့လာလိုက်စားမှသာတာရင်ကလေးတွေကဟိုပေါ့နော်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုနဲ့တူစိတ်ပိုင်းဆိုင်ရာတွေပါဖွံ့ဖြိုးလာမှာဖြစ်ပါတယ်ဆရာမဟုတ်ကဲ့ပါဆရာရှင်ဟိုဆရာရဲ့ပတ်ဝန်းကျင်မှာပေါ့နော်အားလက်ချိန်တွေကိုအကျိုးရှိအောင်အသုံးချနေတဲ့လူငယ်တွေအကြောင်းလေးတွေကိုလည်းဆရာရှင်းပြပေးပါအောင်ဆရာရှင်ဟုတ်ပထမဆုံးကတော့ကျွန်တော်ပေါ့နော်ကျွန်တော်ကငယ်စဉ်ကလေးကအချိန်ကိုဟိုအားလက်တဲ့အချိန်လေးကိုကျွန်တော်အလကားအသုံးမချခဲ့ဘူးပေါ့ဟိုအားရင်အားသလိုမျိုးပဲစာဖတ်တယ်ဟိုလေ့လာသင်ယူမှုတစ်ခုခုလည်းလုပ်နေတယ်ကျွန်တော်ဒီအရွယ်ထိဟိုသင်တန်းတွေတက်နေသေးတယ်ဥပမာနွေရာသီမှာဆိုလို့ရှိရင်ဥပမာ online ကနေပြီးတော့ပို့ချတဲ့သင်တန်းတွေလည်းရှိမယ်ဟိုလူတွေပေါ့နော်သင်ရတဲ့ဥပမာဒီပြန်ကြားရေးနဲ့ပြည်သူ့စစ်တပ်ရေးဦးစီးဌာနကနေ့တိုင်းလုပ်နေတာကိုကျွန်တော်တွေ့ရတယ်ဟိုအမှုပညာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ကတာတီးနီးသင်တန်းတွေလည်းဖွင့်တာတွေ့ရတယ်ပြီးတော့ဤပညာနဲ့ပတ်သက်ပြီးတော့ကွန်ပျူတာသင်တန်းတွေပေါ့နော်ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုအနေနဲ့အင်္ဂလိပ်စာသင်တန်းတွေပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပေါ့နောက်ပိုင်းဆိုလို့ရှိရင်တချို့ဟိုဌာနတွေဒါမှမဟုတ်တချို့အဖွဲ့အစည်းတွေကစာပေဆိုင်ရာသင်တန်းတွေလည်းလုပ်ပြီးလာမှာပဲအဲ့ဒီအချိန်မှာဆိုရင်လက်လန်းမီတဲ့လောက်ကိုရီးယားကနေပြီးတော့နားဆွင့်နေရမယ်ပေါ့နားဆွင့်နေရမယ်အော်ဘယ်ကတော့သင်တန်းလေးတွေခေါ်လို့ရှက်စရာလည်းမလိုကြောက်စရာလည်းမလိုသင်ယူလေ့လာဖို့လို့အတွက်ရည်ရွယ်ချက်နဲ့လीဟိုဒီဟာဖွင့်လိုက်ကြတာပေါ့ဖွင့်လိုက်ကြတဲ့အတိုင်းတာမျိုးကိုယ့်ဘက်ကနောက်မကြပဲနဲ့ပေါ့နော်ဒီသင်တန်းတွေမှာသွားပြီးတော့စုံစမ်းတာမျိုးချိတ်ဆက်တာမျိုးလုပ်တင်တာပေါ့ဟိုအချိန်နဲ့အချိန်ခါရတချို့သင်တန်းတွေဆိုလို့ရှိရင်လူဦးရေအကန့်အသတ်နဲ့ဖွင့်ရတာမျိုးရှိတယ်ဟိုကွန်ပျူတာသင်တန်းလို့ဟာမျိုးဆိုလို့ရှိရင်ဟိုကွန်ပျူတာပစ္စည်းတွေလိုအပ်တယ်လीဟိုသင်တန်းသားတွေလာများနေတာကွန်ပျူတာပစ္စည်းမပြည့်စုံဘူးဆိုလို့ရှိရင်လည်းဒီကလေးတွေမှာသင်ကြားမှုသင်ယူမှုမှာအခက်အခဲဖြစ်နိုင်တာပေါ့ဒါကြောင့်မို့လို့ဒီလိုမျိုးအကန့်အသတ်တွေကြောင့်လေလူကြီးကန့်တက်ရတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့တွေလည်းဘယ်တော့မှနောက်မကြခဲ့ဘူးဟာဒီတင်တန်းလေးရှိတယ်ဟေ့ဆိုတန်းချိတ်ဆက်လိုက်တာတန်းမီးလိုက်တာကိုနဲ့လိုက်လျောညီတွေဖြစ်တယ်ကိုနဲ့ကိုက်ညီတယ်ကိုသွားဖို့လာဖို့အဆင်ပြေတယ်ဆိုရင်ကျွန်တော်ဘယ်တော့မှနောက်မဆုတ်ဘူးတက်တယ်ခုချိန်ဒီလည်းတင်တန်းတွေတက်နေတယ်အဲ့တင်တန်းတွေတက်တဲ့အခါကျလို့ရှိရင်လေတမန်ကရှန်ကအချိန်ကုန်ပြီးတာပဲမဟုတ်ဘူးကို့အတွက်ဘာကြံမနှုံဘာရမနှုံဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တယ်ဟိုအတက်လန်တာပေါ့နော်တက်ကြွတဲ့ဟိုလေ့လာတဲ့သူတင်တန်းသားဖြစ်အောင်အများတန်းကျွန်တော်ကြိုးစားတယ်ပေါ့ဒါကျွန်တော်အနေနဲ့အချိန်ကိုအသုံးပြုတဲ့အခါမှာဟိုစာပေဖတ်တယ်ဟိုသင်တန်းတွေတက်တယ်နောက်ပြီးတော့ဘာလို့ဆိုလို့ရှိရင်ကောင်းမွန်တဲ့ပေါ့နော်ဟိုတငယ်ချင်းတွေပေါ့နော်သူတို့တွေနဲ့ပေါင်းသင်းပြီးတော့ community လေးတွေဖွဲ့စည်းပြီးတော့တို့တွေအတူတူလေ့လာကြမယ်ဆိုတဲ့ပုံစံမျိုးနဲ့အတူတူလေ့လာကြတာပေါ့အဲ့ဒါကျွန်တော်ဘက်ကအပိုင်းပေါ့ကျွန်တော်လေ့လာတယ်လို့ပဲအနည်းဆုံးကကျွန်တော်မှသမီးလေးရှိတယ်အခုနွေရာသီကျောင်းပိတ်ပြီသူ့ကိုတစ်နေ့ကိုစာအုပ်နှုတ်ဖတ်သမီးကြိုက်တဲ့စာအုပ်ကိုဖတ်ကလေးဆိုတော့လေကလေးနဲ့လေလျောညီတွေဖြစ်တဲ့စာအုပ်ကလေးတွေပေါ့ဥပမာတက်ကျန်းတွေလိုမျိုးဟိုဘာသာရေးဆိုင်ရာပေါ့နော်ဟိုကိုယ်ွယ်မှုဆိုင်ရာစာအုပ်မျိုးဒီမျိုးဆိုလို့ရှိရင်လေဟိုကလေးနဲ့လေလျောညီတွေဖြစ်တဲ့စာအုပ်ကလေးတွေရှိတယ်ဟိုကလေးတွေဖတ်နိုင်တယ်ပေါ့နော်ကလေးစာပေလေးတွေရှိတယ်အဲ့စာပေလေးတွေကိုသမီးလေးကိုဖတ်ခိုင်းတယ်ဖတ်ခိုင်းပြီးတော့ဖေဖေကိုပြန်ပြောဟိုစာအုပ်ကြီးကိုကိုင်းပြီးတော့ဒီလိုမျိုးကြီးဟိုပြန်ဖတ်တာမျိုးမဟုတ်ဘူးဟိုကလေးတွေရဲ့ဟိုပေါ့ ordinary thinking လို့ခေါ်တဲ့အခြေခံအတွေးအခေါ်လေးတွေ conceptual thinking ဆိုပြီးတော့ဆက်ပြီးတော့တွေးတဲ့အရာလေးတွေ
ဥပမာလက်ပံပွင့်လေးတွေအကြောင်းကိုပြောပြီးဆိုလို့ရှိရင် तू ပြောချင်တာပြောပဲစီဘာလို့လဲခုချိန်ကလက်ပံပွင့်လေးတွေပွင့်နေတယ်ပေါက်ပွင့်လေးတွေပွင့်နေတယ်ပြီးတော့တရက်တွေပွင့်နေတယ်ပေါ့နော်အဲ့တော့ကြောင့် तू တပေါင်းလာအကြောင်းလေပါကောင်းပါမယ်ဘူရဲလာအကြောင်းလေပါကောင်းပါမယ်ပြောချင်တာကဒီစာအုပ်ကိုအခြေခံပြီးတော့ concept ဆိုတဲ့အတွေးခေါ်တွေဆက်ဆက်ပြီးတော့ပြောလာတဲ့ဟာတွေကိုကျွန်တော်ကနားထောင်ပြီးတယ်တမီလေးကိုနားထောင်ပြီးတယ်အဲ့တော့ပြောချင်တာမိဘတွေအနေနဲ့လည်းအရေးကြီးတယ်ကလေးတွေကိုအချိန်ကိုအကျိုးရှိအောင်အသုံးချဆိုတဲ့အတိုင်းလည်းမျိုးမိဘတွေကိုယ်တိုင်လည်း role model ပေါ့ဖြစ်ဖို့လိုတယ်မိဘတွေကိုယ်တိုင်က role model ဖြစ်ဖို့လိုတယ်ဆိုတာကမိဘတွေကစာဖတ်ပြမှာဟိုဖုန်းတွေအများကြီးတုံးကြနေတယ်ဟိုပြော screen time တွေကိုမိဘတွေကအချိန်ယူပြီးတော့ကလေးကိုကြတော့စာဖတ်ရမယ်ဆိုပြီးတော့အတင်းထိုးပေးထားတာမျိုးမဟုတ်ဘဲနဲ့ကလေးတွေပြောတဲ့စကားလေးကိုကျွန်တော်တို့ကနားထောင်ပြီးဖို့လိုတာပေါ့အဲဒါကြောင့်မို့လို့အားလက်ချိန်ကိုအသုံးပြုတဲ့အခါမှာမိဘနဲ့တာသမီနဲ့ပေါင်းဆက်ပြီးတော့အချိန်လေးကိုကောင်းကောင်းမွန်မွန်အသုံးချခဲ့မယ်ဆိုရင်တော့အောင်မြင်မှာပေါ့ကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်အဖေကသူကိုယ်တိုင်လည်းစာဖတ်တယ်ဖတ်တယ်လို့မျိုးပဲကျွန်တော်တို့အတွက်လည်းစာအုပ်ကလေးစီစဉ်ပြီးတယ်စီစဉ်ပြီးတော့ဟိုအဖေကိုယ်တိုင်လည်းကျွန်တော်တို့သူဖတ်တဲ့စာအုပ်ကလေးတွေအကြောင်းကိုစိတ်ဝင်စားအောင်ပြောပြတယ်ဟိုသူဖတ်ထားတဲ့စာအုပ်ကိုကျွန်တော်တို့ပြန်ပြီးတော့နားနဲ့နာခွင့်ရတယ်ပေါ့နော်ထိုနည်းလိုပဲတားပါစာဖတ်တော့ဖတ်တဲ့အကြောင်းအရာလေးတွေကိုလည်းသူကပြန်ပြီးတော့နားထောင်တယ်အဲ့တော့ကျတော့ဟိုမိဘနဲ့တာသမီကြားမှာပေါ့နော်နှွေးထွေးနေတယ်ကျွန်တော်တို့တွေအတွက်အကျိုးရှိတဲ့အချိန်လေးတွေလည်းဖြစ်စေတာပေါ့ဒါကြောင့်မို့လို့လူငယ်တွေအနေနဲ့ကအားလက်ချိန်ကိုအသုံးပြုတဲ့အခါမှာမိဘတွေပါဝင်ရမယ်လူငယ်တွေကိုယ်တိုင်လည်းတက်ကြွနဲ့ကိုယ့်ရဲ့အချိန်လေးတွေကိုကောင်းမွန်စွာအသုံးချတတ်ဖို့လိုပါတယ်ပြန်ပါဟုတ်ကဲ့ပါဆရာရှင်ဆရာနောက်ဆုံးဒီကုန်းရှုံနေနဲ့လူငယ်လေးတွေအားလက်ချိန်တွေကိုအကျိုးရှိရှိအသုံးချတဲ့အလေးချင်းရှိလာအောင်ဘယ်လိုပြုစုပြိုးထောင်သင့်ပါသလဲဆိုတာလေးကိုလည်းဆရာအနေနဲ့ရှင်းပြပေးခဲ့ပါအောင်ဆရာရှင်စောစောကကျွန်တော်ပြောခဲ့သလိုပဲပေါ့နော်မိဘတွေပြုစုပြိုးထောင်ပေးဖို့လို့တာဝန်ရတော့မိဘတွေပေါ့ပထမဦးဆုံးအရေးကြီးတာမိဘတွေကိုယ်တိုင်ကကိုယ့်ရဲ့သားသမီးလေးတွေဟိုအစီအစဉ်လေးတွေတည်ထားဖို့လိုတာပေါ့အစီအစဉ်ချတာဖို့လိုဒီနေ့နေရာဒီမှာဆိုလို့ရှိရင်တော့အိမ်မှာအားလက်ချိန်ကိုအသုံးချဖို့လို့အတွက်အိမ်မှာဘယ်လိုစီစဉ်ထားလဲဥပမာစာအုပ်ကလေးတွေဝယ်ပေးရမယ်ပေါ့ဥပမာရွှေသွေးစာအုပ်ကလေးတွေတီးစားစာအုပ်ကလေးတွေဝယ်ပေးမယ်နောက်ကြတော့ဒီစာကြည့်လိုက်တွေပေါ့နော်မြို့နယ်တိုင်းမှာပြန်ဆက်စာကြည့်လိုက်တွေရှိတယ်နောက်ကြတော့စေစနာဝန်ထမ်းအနေနဲ့ပြည်သူစာကြည့်လိုက်တွေဖွင့်ထားတာမျိုးရက်ွက်စာကြည့်လိုက်တွေဖွင့်ထားတာမျိုးရှိအဲဒီစာကြည့်လိုက်တွေကိုပို့ပေးရမယ်ပေါ့ကလေးတွေနဲ့လက်လန်းမီတဲ့နေရာမှာကလေးတို့စာအုပ်ကလေးတွေထားပေးရမယ်ပေါ့ထားကြည့်လိုက်ပါတကယ်ထားကြည့်ပါကလေးတွေနဲ့လက်လန်းမီတဲ့နေရာမှာစာအုပ်ကလေးတွေထားကြည့်လို့ရှိရင်ကလေးတွေကဒီစာအုပ်ကလေးတွေအလိုလိုကိုဖတ်ချင်တာပါလိမ့်မယ်တကယ်တမ်းကလေးတွေစာဖတ်ချင်ပါတယ်သူတို့နဲ့နီးစပ်တဲ့နေရာမှာစာအုပ်တွေမရှိလို့ဖြစ်ပါတယ်ဒါကြောင့်မိဘတွေအနေနဲ့ကလေးတွေကိုလမ်းကြောင်းတက်မှတ်ပေးဖို့လိုပါတယ်နော်ကလေးတွေအနေနဲ့ကလည်းဘာလို့ဆိုတော့ဘူးခေတ်ကလေအာယုံများလာတဲ့ခေတ်ကြီးတစ်ခုကိုရောက်လာတာဟုတ်ကျွန်တော်တို့ခေတ်တုန်းကတော့ရုပ်မြင်သံကြားပေါ့နော်စနေတင်းတင်းလေးဆိုရင်ရုပ်မြင်သံကြားလေးတွေကြည့်တယ်ဟိုညပိုင်းဆိုလို့ရှိရင်လည်းရုပ်မြင်သံကြားလေးတွေ TV လေးတွေကြည့်တယ်ပေါ့နော်အဲ့ဒါအပြင်ကျွန်တော်တို့စာအုပ်ဖတ်တဲ့ဟိုအာယုံလေးတွေလောက်ပဲရှိတာပေါ့ခုကကြတော့ပြောရရင် information and communication technology လို့ပြောထားတဲ့အတိုင်းပဲသတင်းချက်လက်နဲ့ဆက်သွယ်ရေးနည်းပညာတွေကတော်တော်ကိုထွန်းကားနေတာခုက AI ခေတ်ကြီးကိုတောင်ရောက်လာပြီဆိုတော့လေဟိုကလေးတွေရဲ့လက်ထဲမှာဒီအာယုံညားနိုင်လောက်တဲ့အရာတွေဆိုတာတဲ့ concentration ကောင်းကောင်းနဲ့လေ့လာနိုင်တဲ့စာအုပ်စာတမ်းလေးတွေကိုပေါ့နော်ကလေးတွေကိုဖတ်ခိုင်းမှုလိုတယ်နောက်ကြတော့ကလေးတွေမတုံးအောင်မဟုတ်ဘူးနော်နည်းပညာပစ္စည်းတွေမတုံးအောင်မဟုတ်ဘူးတုံးတဲ့အခါမှာလည်းမိဘတွေကနေကြက်မှတ်ပြီးတော့တားရည်ဒါလေးတော့တုံးပါဒါလေးတော့ဟိုဒါကတော့လူပြောင်းလို့ဆိုတော့စိတ်အပန်းဖြေဖို့လို့တက်တက်ပဲတုံးရတဲ့အရာဒါတော့တားလို့ဘဝဖွံ့ဖြိုးတိုးတက်ဖို့လို့အတွက်တုံးရတဲ့အရာစိတ်အပန်းဖြေတယ်ဆိုတာကစိတ်ထဲမှာအီးလာပြီးညီးငွေ့လာပြီးဆိုတဲ့အဲ့လိုမျိုးအချိန်ကြမှာနာနာနေနေလေးနဲ့တုံးရတဲ့အချိန်တွေဖြစ်ပါတယ်အဲ့လိုမျိုးလေးပေါ့နော်ကလေးတွေကိုလမ်းကြောင်းတက်မှတ်ပြီးမယ်ဆိုလို့ရှိရင်တော့ကလေးတွေကဟိုတန်ဖိုးရှိတဲ့အားလက်ချိန်လေးတွေကလေးတွေပိုင်ဆိုင်လာမှာပေါ့အားလက်ချိန်ကတော့အသီးသီးပိုင်တာပဲတရားကို24နာရီအသီးသီးပိုင်တာပဲဒါပေမဲ့ဟိုအစားထိုးလို့မရတာဘာလို့ဆိုလို့အချိန်ပဲလေကုန်သွားတဲ့အချိန်ကိုငွေနဲ့ပေးပြီးတော့ဝယ်ဘယ်ဟာနဲ့ပဲလဲအဲ့ဒီကုန်ပြီးသားအချိန်တွေကိုပြန်ပြီးတော့အစားထိုးလို့မရတဲ့အတွက်တန်ဖိုးရှိတဲ့အချိန်လေးတွေကိုပေါ့ကလေးတွေတန်ဖိုးရှိတဲ့အသုံးချတတ်အောင်အားလက်ချိန်လေးကိုကောင်းကောင်းမွန်အသုံးချတတ်အောင်မိဘတွေတာသမီတွေပတ်ဝန်းကျင်တွေကနေပြီးတော့စေ့စော်ပေးဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဆွေးနွေးလိုပါတယ်ဆရာမခင်ဗျာဟုတ်ကဲ့ပါဆရာရှင်ဒီလူငယ်တွေအားလက်ချိန်ကိုဘယ်လိုအသုံးပြုသင့်လဲလူငယ်တွေဆရာရဲ့ပတ်ဝန်းကျင်မှာအားလက်ချိန်တွေကိုအကျိုးရှိအောင်အသုံးချနေတဲ့လူငယ်တွေအကြောင်းတွေကိုလည်းဆရာကပြည့်ပြည့်စုံစုံဆွေးနွေးပြသွားပါတယ်ရှင်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ပါဆရာမဟုတ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးပေါ့နော်အချိန်ကာလအားလျော်စွာပေါ့နော်လူအပ်တဲ့လူငယ်လေးတွေကလေးလေးတွေကိုပြောဖို့လို့ကျွန်တော်တို့ပေါ့နော်ဖိတ်ကြားပြီးတော့စီစဉ်လေးတွေစီစဉ်ပြီးတဲ့ပြန်ကြားတဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်မနာမြို့နယ်ကိုလည်းညှားတော်မှာကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်